မင်္ဂလာပါကျွန်တော်ဒီနေ့ရှင်းပြခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်တို့ရဲ့ software အသစ်တစ်ခုဖြစ်တဲ့ Market Hub software နဲ့ delivery ရုံးတွေမှာအသုံးပြုနေကြတဲ့ delivery software ချိတ်ဆက်ပုံလေးကိုရှင်းပြခြင်းပါတယ် Market Hub software ဆိုတာကတော့အဓိကအပြင် online shop တွေအတွက်စီစဉ်ထားတဲ့ software လေးတစ်ခုဖြစ်ပါတယ်ဒီ software နဲ့ပတ်သက်ပြီးအသေးစိတ်အချက်လက်ကိုတော့ Market Hub အကြောင်းတည်တံ့ရှင်းလင်းထားတဲ့ video file လေးရှိပါတယ်ဒီ Market Hub software နဲ့ delivery software ချိတ်ဆက်လိုက်ပြီဆိုလို့ရှိရင် Market Hub software ထဲမှာဖြည့်ထားတဲ့ပစ္စည်းပို့ရမယ့် customer ရဲ့အချက်လက်တွေက delivery software ရဲ့ waitlist တွေကိုရောက်လာမှာဖြစ်ပါတယ်အခုကျွန်တော်ချိတ်ဆက်အသုံးပြုပုံလေးကိုရှင်းပြခြင်းပါတယ် Market Hub software ကိုသုံးဖို့အတွက်အကောင့်ဖွင့်ဖို့လိုပါတယ်အကောင့်ဖွင့်မယ်ဆိုလို့ရှိရင်တော့ markethub.com.mm မှာအကောင့်ဖွင့်လို့ရပါတယ်အကောင့်ဖွင့်ပြီးအသုံးပြုနိုင်တယ်လို့မျိုး delivery software ထဲမှာရှိတဲ့ merchant account နဲ့လည်း merchant account တွေရဲ့ username password နဲ့လည်း login ဝင်ပြီးတော့သုံးလို့ရပါတယ် delivery software ထဲက merchant account username password နဲ့အသုံးပြုမယ်ဆိုလို့ရှိရင်တော့ပထမဆုံး merchant list တွေကိုဝင်လိုက်ပါ merchant list တွေကနေပြီးတော့ဘယ် merchant ကိုဝင်စေချင်တာလဲပေါ့နော်login ဝင်စေချင်တဲ့ merchant ရဲ့ detail တွေကိုဝင်လိုက်ပါ detail တွေရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အောင်နာလေးမှာ business center privilege ဆိုတာလေးရှိပါတယ် business center privilege ကို on ပေးရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော် business center privilege ကို on လိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့အခုဆိုလို့ရှိရင် MMMF ဆိုတဲ့ account ရဲ့ merchant account ရဲ့ username password နဲ့ကျွန်တော် login ဝင်လို့ရပြီဖြစ်ပါတယ်ကျွန်တော် username password လေးယူလိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ merchant account ကိုရောက်သွားပါပြီကျွန်တော်ဒီမှာ MMMF ဆိုတဲ့ merchant ဘက်ကနေပြီးတော့တိုက်ရိုက် login ဝင်လိုက်တာဖြစ်ပါတယ် merchant ဘက်ကနေတိုက်ရိုက် login ဝင်လိုက်လို့ရှိရင်တော့ကျွန်တော်တို့ကပစ္စည်းပို့ပေးသူဆိုတဲ့နေရာမှာ delivery ရုံးတစ်ရုံးတွေကိုပဲမြင်ရမှာဖြစ်ပါတယ် okay နောက်တစ်မျိုးဝင်လို့ရတာကတော့ကျွန်တော်တို့က merchant account နဲ့ဝင်တဲ့ပုံစံလေးနောက်တစ်မျိုးရှိပါသေးတယ်နောက်တစ်မျိုးကတော့ delivery site ဘက်မှာကျွန်တော် merchant account နဲ့ login ဝင်ထားပါဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ business center ဆိုတဲ့ menu လေးပေါ်လာပါလိမ့်မယ်ဒီ menu လေးပေါ်မှာတစ်ချက်နှိပ်လိုက်ပါဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီဘက် Market Hub software ဘက်ကို login ဝင်သွားပါလိမ့်မယ်ဒါကကျွန်တော်တို့ delivery software ကနေပြီးတော့ business center Market Hub business center software ကို login ဝင်တဲ့ပုံစံလေးပါနောက်တစ်မျိုးအနေနဲ့ markethub.com.mm မှာ register လုပ်ပြီးတော့အသုံးပြုတဲ့ပုံစံလေးကိုရှင်းပြခြင်းပါတယ် register ဆိုတဲ့နေရာလေးမှာနှိပ်လိုက်ပါကျွန်တော်တို့ markethub.com.mm ရဲ့ရှေ့ဆုံးမှာရှိတဲ့ register ဆိုတဲ့နေရာလေးမှာနှိပ်လိုက်ပါဒီနေရာမှာကျွန်တော်တို့username password လေးဖြည့်လိုက်မယ်ပေါ့ဗျာအဲ့မှာတော့4 3လုံး5 3လုံး9 3လုံးပဲဆိုပါစို့ကျွန်တော် password ကိုတော့မှတ်မိလွယ်အောင် testing password ဖြစ်တဲ့အတွက် abc123 လို့ပဲပေးထားလိုက်ပါမယ်ဒီနေရာမှာတော့how about from market head ပဲဆိုပါစို့Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ delivery service ရွေးချယ်စရာတွေအများကြီးပေါ်လာပါတယ်ကျွန်တော်တို့ Market Hub နဲ့အခြေဆက်ထားတဲ့ delivery ရုံးတွေရဲ့ list တွေပေါ်လာပါတယ်ဒီနေရာမှာ Market Hub user အနေနဲ့သူနှစ်သက်တဲ့ delivery ရုံးကိုရွေးချယ်နိုင်ပါတယ်တကယ်လို့ arrow နဲ့ရွေးထားရဆိုလို့ရှိရင်တော့ကျွန်တော်တို့ arrow delivery နဲ့ချိတ်ဆက်သွားမှာဖြစ်ပါတယ် arrow delivery ရဲ့ merchant list ထဲမှာအလူတယောက်အကောင့်ဖွင့်သွားမှာဖြစ်ပါတယ်အခုတော့ကျွန်တော်လောလောဆယ် demo site နဲ့ပဲချိန်ပြပေးပါမယ်ကျွန်တော် demo site ကိုရွေးလိုက်ပါမယ်ပြီးတော့လို့ရှိရင် register ကိုနှိပ်လိုက်ပါမယ်ကျွန်တော် username password က4 3လုံး5 3လုံး9 3လုံးဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်4 3လုံး5 3လုံး9 3လုံးအကောင့်ကကျွန်တော်တို့ဒီဘက်
merchant list တွေကိုဝင်ကြည့်လိုက်ပါ delivery ဘက်မှာ register လုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်အဲ့ဒါလို့ရှိရင်ကျွန်တော်ခုနဖွင့်လိုက်တဲ့ from market hub ဆိုတဲ့ account က delivery ဘက်မှာအလိုလျောက်ရောက်လာပြီးသားဖြစ်သွားပါလိမ့်မယ်ဒီနေရာမှာတော့ markethub.com.mn ကနေပြီးတော့ register လုပ်မယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ကdelivery ရုံးတွေအားလုံးပေါ်နေမှာဖြစ်ပါတယ်သို့တော့ကျွန်တော်ခုနကတော့ register လုပ်တော့ရွေးချယ်လိုက်တဲ့ရုံးတစ်ရုံးကိုတော့ activate ဖြစ်ပြီးသားဖြစ်နေပါလိမ့်မယ်ကျန်တဲ့ရုံးတွေကတော့ကျွန်တော်တို့ activate မဖြစ်ပါဘူး activate ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဒီ activate ဆိုတဲ့ button လေးကိုနှိပ်ပြီးမှရမှာပါဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်အခုရှင်းပြခဲ့တာကတော့ account ဖွင့်တဲ့ပုံစံလေးပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီဘက်ကနေပြီးတော့ market hub software ဘက်ကနေပြီးတော့ delivery software ဘက်ကိုကျွန်တော်တို့ way တွေဘယ်လိုမျိုးပို့မလဲပေါ့နော်ပြီးတော့လို့ရှိရင် way တွေကဘယ်လိုမျိုးသိနိုင်တယ်လဲဆိုတာလေးရှင်းပြပေးပါမယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီဘက်အခုလောလောဆယ်မှာ market hub software ဘက်မှာကျွန်တော် data account ကအသစ်ဖြစ်နေရော data တွေမရှိသေးဘူးဗျာdata ဖြစ်မယ်ဆိုတော့အချိန်ကြာပါလိမ့်မယ်အဲ့တော့ကျွန်တော် data ရှိတဲ့ account ကနေပဲပြပေးပါမယ်ကျွန်တော်နောက်ထပ် testing account တစ်ခုတည်းကနေပြပေးပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်အခုဒီမှာရှိတဲ့ delivery way တွေကိုကျွန်တော် delivery website ထဲကိုဘယ်လိုရောက်သွားလဲဆိုတာလေးပြပေးပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာ sales order လေးတစ်ခုဖွင့်လိုက်ပါမယ်ဒီမှာ sales order မရှိသေးဘူးဖြစ်နေဗျsales order လေးတစ်ခုဖွင့်လိုက်မယ်ဘောပင်ပေါ့ဗျာဘောပင်ကျွန်တော်10ချောင်းရောင်းလိုက်မယ်ဒါဆိုလို့ရှိရင်ဘောပင်ရဲ့ပစ္စည်းကောက်ရမယ့်တန်ဖိုးကဒီလောက်ပေါ့ဗျာပြီးတော့လို့ရှိရင်ကျွန်တော်တို့ကပြီးတော့လို့ရှိရင်ကျွန်တော် customer mobile phone ကိုကြောက်3993 129 လုပ်ပေးလိုက်ပါမယ်ဒီကိုကျတော့ test လုပ်ပေးလိုက်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့က delivery ပို့ရမယ့်နေရာကိုတော့တာမွေပဲဆိုပါလို့ဗျာတခုကိုရေးလိုက်မယ်ဒါ delivery information ဖြစ်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာတော့ဒါဆိုရင်ကျွန်တော်တို့ delivery နဲ့ပတ်သက်တဲ့ဈေးနှုန်းလေးပေါ်လာမှာပေါ့ဗျာတာမွေပို့မယ်ဆိုလို့ရှိရင်တော့ဘယ်သူကဘယ်လောက်ကြမယ်ဘယ်သူကဘယ်လောက်ကြမယ်ဆိုတော့ဒီနေရာမှာကျွန်တော် testing အနေနဲ့ပဲထည့်ထားတာပါဒီ data တွေကတော့ဒီမှာလာပေါ်မဲ့ဈေးနှုန်းတွေကတော့ delivery software ထဲမှာဖြည့်ထားတဲ့ဈေးနှုန်းတွေအတိုင်းပဲဖြစ်ပါတယ်အဲဒါလို့ရှိရင်ဒါဒီမှာဆိုရင်ကျွန်တော်တို့စုစုပေါင်းက22,500ကောက်အောင်မယ်ပေါ့နော်ဒီစီကပါဆိုရင်22,500ကောက်အောင်မယ်ကျွန်တော် save လုပ်လိုက်ပါမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော် way တစ်ခုရောက်သွားပြီဒါဆိုဒီမှာကျွန်တော်ခုနရိုက်လိုက်တဲ့ matas ဆိုတဲ့ကောင်လေးပေါ့နော်ဒီအားလေးဒီလမ်းကြောင်းလေးရောက်လာပြီဟုတ်ပြီရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်အခုဒီနေရာမှာ delivery ပို့တော့မယ်ပေါ့နော်ဟုတ်ပြီဒါဆိုဒီ order က confirm ဖြစ်တဲ့ market hub ကနေပြီးတော့delivery order တင်မယ် delivery order တင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ amount လေးကိုနှိပ်လိုက်မယ်ပြီးတော့ရှိရင်ကားပုံလေးကိုယူလိုက်မယ် create delivery ဆိုတာလေးနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ delivery service ရွေးလို့ရမယ်ဒီနေရာမှာတော့ activate ဖြစ်နေတဲ့ delivery ရုံးဝဲပေါ်မှာပေါ့ဗျာအဲဒါကျွန်တော်သူ့ကိုယူလိုက်မယ်ပြီးတော့လို့ရှိရင်ကျွန်တော် picket date ရွေးမယ်picket date ကိုတော့ကျွန်တော်ဒီနေ့ကောက်ခိုင်းလိုက်မယ်ဒီနေရာမှာကတော့ add to the last delivery list ဆိုတာကတကယ်လို့ကျွန်တော်ကရှေ့မှာဒီနေ့29ရက်နေ့ထိနဲ့ picket ကောက်ဖို့ order တင်ထားရဆိုလို့ရှိရင်အဲ့ list တွေကိုပေါင်းထည့်သွားမှာပါဗျာဟို picket order ကိုကျွန်တော်နှစ်ခုမဖွင့်တော့ဘူးတစ်ခုတည်းကိုပေါင်းထည့်သွားမှာအခုလောဆယ်က list ကမရှိသေးတော့ add to the last delivery list လို့လုပ်လို့မရသေးဘူးကျွန်တော်ဒီမှာ29ရက်နေ့ကိုယူလိုက်မယ်ဒါလို့ရှိရင်ကျွန်တော် confirm လုပ်လိုက်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်အခု order တင်လိုက်တဲ့ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော် order တင်လိုက်တာနဲ့သူကဒီမှာ ID လည်းကြာလာပြီဒါကကျွန်တော် way ID ပေါ့ဗျာ way ID လည်းကြာလာတယ် picket ID လည်းကြာလာပြီပေါ့ဗျာဟုတ်ပြီအဲ့တော့ကျွန်တော် delivery list တွေကိုရောက်လာမယ်တော့ကြည့်လိုက်ပါမယ် okay ရောက်ပါပြီဗျာဒီလမ်းကြောင်းလေးပေါ့နော်ဒီမှာကျွန်တော်ခုနက order တင်လိုက်တဲ့ကောင်ဟုတ်သလားမဟုတ်ဘူးလားorder တင်လိုက်လို့ရှိရင်ဘာကွာတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ market hack က order တင်ထားလို့ရှိရင်ရှေ့မှာ logo လေးပေါ်နေပါတယ်ပုံမှန် delivery ရုံးတွေက data ဖြစ်တဲ့ဟာဆိုရင်တော့ logo မပါပါဘူး logo ပါတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ market hack ကလာတဲ့ way တွေပါကျွန်တော်ဒီပါနှိပ်ကြည့်လိုက်မယ်ဟုတ်လားမဟုတ်ဘူးလားလို့အဲဆိုရင် text လေနော်ကျွန်တော်ကအာတော့ကတာမိုးရွေးလိုက်တယ်22,500ကောက်ရမယ်ဆိုတော့ဟုတ်ပါတယ်နော်ကျွန်တော်ဒီဘက်ကပို့လိုက်တယ် delivery အတိုင်းပဲလာတာပေါ့ဗျာဒီမှာဆိုလို့ရှိရင်သူကလက်တလုံးမှာတော့ကျွန်တော် already assign ဖြစ်နေတဲ့အတွက်ဒီမှာတော့ကျွန်တော်ကဒီမှာ schedule လို့ပဲပြထားပါတယ်တကယ်လို့ဒီနေရာမှာကျွန်တော် already assign ကနေပြီးတော့အခုကျွန်တော်တခုခုပြောင်းလိုက်မယ်ဆိုလို့ရှိရင်သူပြောင်းသွားပါလိမ့်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဟုတ်ပြီဒါကကျွန်တော်တစ်ချောင်းပေါ့ဗျာကျွန်တော်နောက်တစ်ချောင်းထည့်ပြပေးမယ်နောက်တစ်ချောင်းထည့်မယ်နောက်တစ်ချောင်းကိုကြတော့ cooling fan ပဲဆိုပါစို့ဒီနေရာမှာတခုရိုက်လိုက်ရဗျာ
test 2လို့ပေးလိုက်မယ်သူကကြတော့တာမွေရှန်ကင်းပေါ့ဗျာရှန်ကင်းကိုပို့မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ရန်ကင်းစင်းနှုန်းလေးပေါ်လာမယ်ကျွန်တော်ရွေးထားလိုက်ပါမယ်ဆိုတော့ save လုပ်လိုက်မယ်ဟုတ်ပြီအဲ့တော့ကျွန်တော်အခုဒီ delivery way ကိုကျွန်တော်ဘယ်ထဲကိုပေါင်းထည့်ချင်တာလဲဆိုလို့ရှိရင်လက်ရှိရှိပြီးသားဒီ picket ထဲကိုပေါင်းထည့်ချင်တာဗျာဒီ picket ထဲအခု picket ID အခုလက်ရှိကျွန်တော်ခုနကတော့ order တင်ထားတဲ့ picket ထဲကိုပေါင်းထည့်ချင်တာဘာလို့ picket ကကျွန်တော်မကောက်ရသေးဘူးလေမကောက်ရသေးတဲ့အချိန်တွေမှာတော့ပေါင်းထည့်လို့ရတယ် on way ဖြစ်သွားလို့ရှိရင်ပေါင်းထည့်လို့မရတော့ကျွန်တော်ဒီမှာပေါင်းထည့်ကြည့်လိုက်မယ်ဒါဆိုလို့ရှိရင် delivery လုပ်မယ်ဒီနေရာမှာ add to the list delivery list ကိုရွေးထားလိုက်မယ်ကျွန်တော် confirm လုပ်လိုက်မယ် okay ဒါဆိုလို့ရှိရင်ဒီဘက်မှာကျွန်တော်နှိပ်ကြတယ်နှစ်ကြောင်းဖြစ်သွားလိုက်တယ်ဗျsorry ကျွန်တော် date မရွေးခဲ့မိရဆိုတော့နှစ်ကြောင်းမဖြစ်သွားဘူးเนาะကျွန်တော် date ရွေးဖို့မေ့နေရတယ်ဗျအဲဒါဆိုကျွန်တော်ဘယ်နေ့ date ဆိုတာမရွေးခဲ့မိလိုက်ဘူးเนาะတကယ်လို့ date ကိုရွေးခဲ့မယ်ဆိုလို့ရှိရင်တော့သူကပေါင်းထည့်သွားမှာပါအခုက date မရွေးခဲ့မိလိုက်ဘူးဟုတ်ပြီနော် okay ဒါကတော့ကျွန်တော်ဒီဘက်ကအဲ့တော့ကျွန်တော်တို့ဒီဘက်ကနေမှာဒီဘက်မှာ state တစ်ခုခုချိန်နေဆိုလို့ရှိရင်လည်းဟိုဘက်မှာချိန်သွားပါလိမ့်မယ်ဥပမာဆိုပါတော့ဒါကိုကျွန်တော်complete လုပ်လိုက်မယ်ဗျာသူ့ကိုလည်း complete လုပ်လိုက်မယ်သူ့ကိုလည်း complete လုပ်လိုက်မယ်အဲဒါလို့ရှိရင်ကျွန်တော်ဒီဘက်မှာလည်း status ကလိုက်ပြီးတော့ပြောင်းသွားပါလိမ့်မယ်အဲဒါလို့ရှိရင်ကျွန်တော် picket က complete ဖြစ်သွားပါပြီဒီအကြောင်းကတော့ခဏလေးတော့စောင့်ပေးရတယ်ဗျကျွန်တော်ချက်ချင်းရော data ရောက်မလာပါဘူးခဏစောင့်လို့ရှိရင် data ရောက်လာပါလိမ့်မယ်နောက်တစ်ခုကကျွန်တော်ဒီမှာဒီဟာတွေကို on way လုပ်လိုက်ပါမယ် way out ပေါ့ဗျဒါဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာလည်းခဏနေလို့ရှိရင်တော့ way status လေးလိုက်ပြောင်းသွားပါလိမ့်မယ်ဒီနေရာမှာ on way ဆိုပြီးပြောင်းသွားပါလိမ့်မယ်ဒီမှာကျွန်တော် on way ဆိုပြီးတော့ပြောင်းသွားပါပြီဒီမှာဆိုလို့ရှိရင် on way ဆိုပြီးတော့ပြောင်းသွားပါတယ်ဟုတ်ပြီဒါကတော့ကျွန်တော်တို့ကဒီဘက် market hub software ဘက်ကနေပြီးတော့ delivery software ဘက်ကိုကျွန်တော်တို့ account ချိတ်ဆက်တဲ့ပုံစံလေးရယ် delivery လမ်းကြောင်းတွေပို့တဲ့ပုံစံလေးရယ်နောက်တစ်ခုကကျွန်တော်တို့ market hub ဘက်ကဝင်လာတဲ့လမ်းကြောင်းတွေကနဲ့ delivery ဘက်မှာentry လုပ်ထားတဲ့လမ်းကြောင်းတွေဘယ်လိုကွာတယ်လဲဆိုတာလေးရှင်းပြခဲ့တာပါဒီဘက် delivery ဘက်ကိုရောက်လာပြီဆိုလို့ရှိရင်တော့ channel processing တွေကတော့ delivery မှာလုပ်နေကြအတိုင်း processing တိုင်းဆက်ပြီးတော့လုပ်သွားလိုက်ရုံပါပဲကျွန်တော်တို့ငွေရှင်းတဲ့အပိုင်းကဆိုလို့ရှိရင်လည်း delivery ရုံးနဲ့ online shop တွေကြားမှာ agreement ဖြစ်ထားတဲ့အတိုင်းငွေရှင်းတဲ့ပုံစံလေးတွေဆက်လက်ပြီးတော့ရှင်းနိုင်မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်